မင်္ဂလာပါအဒါကြီးမျိုးတို့ရောက်ရှိလာကြတော့နိုင်ငံခြားသားများအားလုံးကိုနှွေးထွေးစွာကြိုဆိုပါရစေဒီနေ့မှာတော့အမိုက်နဲ့ပြန်လဲအသုံးပြုနိုင်တဲ့ပစ္စည်းတွေစွန့်ပစ်ခြင်းဆိုင်ရာစီကံတွေကိုရှင်းပြပေးတော့မှာဖြစ်ပါတယ်စနစ်တကျစွန့်ပစ်ခြင်းကတတောင်းတတရှိတဲ့နေထိုင်မှုဘဝအတွက်ရည်ကြီးပါတယ်ဒီနေ့ဘာရီကြောင်းလေးလာကြမလဲအခြေခံစီကံတွေကနေမီးရှို့နိုင်တဲ့အမိုက်နဲ့ပြန်လဲအသုံးပြုနိုင်တဲ့ပစ္စည်းတွေအထိအမျိုးအစားအလိုက်အသေးစိတ်ကိုပြောပြပေးသွားမှာပါအခြေခံစီကံ၃ခုရှိပါတယ်အဲ့ဒါတွေကတော့အမိုက်ခွဲခြားဖို့တတ်မှတ်ထားတဲ့နေ့မှာထုတ်ဖို့နဲ့မနေ့၈နာရီနောက်ဆုံးထားပြီးအမိုက်စုပုံတဲ့ညကိုပို့ပေးဖို့ပဲဖြစ်ပါတယ်မနေ့၈နာရီလားအဲ့ဒါတကယ်အရေးကြီးတာပဲအကယ်၍စီကန်းတွေကိုမလိုက်နာမရင်ဘာထင်မလဲစီကန်းနဲ့မညီတဲ့အမိုက်တွေကိုတင်းစီပေးမှမဟုတ်တဲ့အတွက်သတိပြုပေးပါပထမဆုံးမျိုးစားကတော့တပတ်ကိုအနှစ်ကြိမ်သိမ်းနဲ့မီးရှို့နိုင်တဲ့အမိုက်ဖြစ်ပါတယ်ကျွန်တော်တို့ရက်ကွက်အတွက်သတ်မှတ်ထားတဲ့နေ့ကိုဘယ်လိုသိနိုင်မလဲအဒါချီမျိုးရဲ့ website မှာမိမိတို့ရက်ကွက်ရဲ့အမိုက်သိမ်းမီအစီအစဉ်ကိုစစ်ဆေးကြည့်ရှုနိုင်ပါတယ်မီးရှို့နိုင်တဲ့အမိုက်တွေအထဲကမြင်ရရဲ့အိတ်ဒါမှမဟုတ်အဖုံးပါတဲ့ပုံနဲ့ထည့်ပြီးမနက်၈နာရီမှာထုတ်ထားပေးပါစားကျွင်းစားကြံအမိုက်တွေတို့ရောအကြံပြုချက်ရှိပါသလားဟုတ်ကဲ့စားကျွင်းစားကြံတွေကိုမစွန့်ပစ်ခင်ရေးစစ်ပေးပါနောက်ပြီးအမိုက်ကိုညဘက်မှာဘယ်တော့မှမထုတ်ပါနဲ့နောက်တစ်ခုကတော့တလကိုနှစ်ကြိမ်တင်းတဲ့မီးရှို့လို့မရတဲ့အမိုက်ဖြစ်ပါတယ်တလကိုနှစ်ကြိမ်ဆိုတော့နေတာပဲနေ့ရက်တွေကိုဗမာရှာကြည့်လို့ရမလဲမီးရှို့နိုင်တဲ့အမိုက်လိုပဲအဒါချီရဲ့ website မှာသတ်မှတ်ထားတဲ့အစီအစဉ်ကိုရှာကြည့်နိုင်ပါတယ်အချဲကမြင်ရတဲ့အိတ်ကိုသုံးပြီးမနက်၈နာရီနောက်ဆုံးထားကအမိုက်စုပုံတဲ့နေရာမှာထားပြီးပါဖန်ခွဲတဲ့လူမျိုးထရှားတဲ့ပစ္စည်းတွေကိုဘယ်လိုကင်တွယ်ရမလဲဘေးကင်ဖို့ကကထမပါဖန်ခွဲဓမ္မမခေါဓာတ်တွေကိုကတ်ထူပြားနဲ့ပတ်ပြီးခိခိုင်လို့စာရေးထားပြီးပါတတိယမျိုးစားကတော့တပတ်တစ်ချိန်ထက်နဲ့စက်ကူပလင်းဘူးခွန်နဲ့ PED ပလင်းတွေလိုမျိုးပြန်လည်အသုံးပြုနိုင်တဲ့ပစ္စည်းများဖြစ်ပါတယ်တပတ်တစ်ချိန်တော့အဲ့ဒီအစီအစဉ်ကို online မှာကြည့်လို့ရမလားဟုတ်ကဲ့မိမိတို့ရက်ကွက်အတွက်သတ်မှတ်ထားတဲ့နေ့ကိုအဒါကြီးမျိုး website မှာစစ်ဆေးကြည့်ရှုပေးပါစက်ကူတွေကိုကျိုးနဲ့ချီပေးပါပလင်းနဲ့ဘူးခွန်တွေကိုတော့ရေနဲ့ဆေးပြီးသတ်မှတ်ထားတဲ့ပုံထဲကိုထည့်ပေးပါမိုးရွာနေရောဘယ်လိုလုပ်ရမလဲဖြစ်တနာမရှိပါဘူးမိုးရွာတဲ့နေ့ဒီမှာလည်းအမိုက်သိမ်းပေးပါတယ်မနက်၈နာရီနောက်ဆုံးထားပြီးထုတ်ဖို့ပဲမမေ့ပါနဲ့ပလတ်စတစ်တွေကိုလည်းတပတ်တစ်ချိန်သိမ်းစီပေးပါတယ်ဒါကပလတ်စတစ်ဘူးတွေနဲ့ထုတ်ဖို့ပစ္စည်းတွေကိုပြောတာနော်ဟုတ်ပါတယ်မိမိတို့ရက်ကွက်ရဲ့အမိုက်သိမ်းမိနေ့ကိုအဒါချီမျိုး website မှာစစ်ဆေးပေးပါအထဲကမြင်ရတဲ့အိတ်ကိုသွန်းပြီးမနက်၈နာရီနောက်ဆုံးထားကထုတ်ပေးပါအဲ့ဒါတွေကိုတန်ရှင်းအောင်လုပ်ထားဖို့လိုသလားဟုတ်ကဲ့အစားအသောက်ဘူးတွေကိုမစွန့်ပစ်ခင်ရေနဲ့အသားအရာဆေးတာဒါမှမဟုတ်ပေးရည်နေတာတွေကိုတုပ်ပေးပါအမိုက်ကြီးရဲ့အထွက်ကတော့လက်ခံရေးဌာနသားတစ်စိမ့်ကြိုတင်စည်ရင်းပေးသွင်းဖို့လိုအပ်ပါတယ်ဂျပန်စကားမပြောတဲ့ရင်စင်းပေးဖို့ခက်ခဲမလားလုံးဝမခက်ပါဘူးဖုန်းနဲ့ဆက်ရင်အင်္ဂလိပ်တရုတ်နဲ့ကိုရီးယားဘာသာစကားတွေနဲ့ကူညီပေးနိုင်တယ်လို့ website ကနေလည်းစည်ရင်းသွင်းလို့ရပါတယ်အခချင်းငွေပေးပြီးအင်္ဂမလာသင်ခိုင်းတာဒါမှမဟုတ်သတ်မှတ်ထားတဲ့နေရာကိုကိုယ်တိုင်အခမဲ့သွားပို့တာကြိုက်ရကိုရွေးချယ်နိုင်ပါတယ်ကိုယ်တိုင်သွားပို့ရင်အခမဲ့လားအရာကောင်းတာပဲဟုတ်ကဲ့စည်ရင်းသွင်းဖို့0367475100ကိုဖုန်းဆက်လိုက်အောင်ပါပဲ TV နဲ့ကွန်ပျူတာနဲ့လို့ပစ္စည်းတွေကတော့ဒီထဲမှာမပါဝင်တာကိုသတိပြုပေးပါမြို့တော်စီပင်ကနေ TV လေးအေးပေးဆက်အဝတ်ရှော့ဆက်ရေခဲတက်တာနဲ့ကွန်ပျူတာတွေကိုသိမ်းဆည်းပေးမှာမဟုတ်တာကိုသတိပြုပါအဲ့ဒီပစ္စည်းတွေကိုဘယ်လိုလုပ်ရမလဲအဲ့ဒီပစ္စည်းတွေကိုဝယ်ခဲ့တဲ့ဆိုင်ဒါမှမဟုတ်အိမ်သုံးလျှက်စစ်ပစ္စည်းပြန်လည်အသုံးပြုရေးလက်ခံရေးဌာနဖုန်း0570087200ကိုဆက်သွယ်ပါအသေးစိတ်ချက်လက်တွေအတွက်အဒါချီမျိုးရတရားဝင် website ဒါမှမဟုတ်အမိုက်ခွဲခြားမှု application ကိုအသုံးပြုပါ application ကအခြားဘာသာစကားတွေရောရသလားဟုတ်ကဲ့အင်္ဂလိပ်တရုတ်နဲ့ကိုရီးယားဘာသာစကားတွေရရှိနိုင်တယ်လို့အမိုက်ခွဲခြားမှုအပိဓာန်လည်းပါဝင်ပါတယ်စနေတကြားစွန့်ပစ်ခြင်းဆိုင်ရာစည်းကမ်းတွေကိုလိုက်နာချေအဖြစ်အဒါချီမျိုးကိုအားလုံးအတွက်ပုံမကောင်းမွန်တဲ့နေထိုင်ရာနေရာဖြစ်အောင်လှုပ်ဆောင်ကြပါစို့ပူပေါင်းဆောင်ရွက်မှုအတွက်ကျေးဇူးတင်ပါတယ်